စီးပွားရေးလုပ်ငန်းရောက်လာဒါမှမဟုတ်မိတ်ဆွေကစီးပွားရေးလုပ်ငန်းတစ်ခုကိုစတင်ခြင်းနေပြီလားအခုတို့လိုဗျာကျွန်တော်တို့မိတ်ဆွေတို့လည်းကြားမှာပဲเนาะဈေးကွက်ထဲမှာအလုပ်သမား market ပေါ့เนาะ labor market အဲ့ labor market ထဲမှာကျွန်တော်တို့ဝန်ထမ်းကောင်းကိုလည်းရှာရခတ်တယ်ဒါပေမဲ့ရှိပြီးသားဝန်ထမ်းတွေလည်းဒိမ့်မှုခန့်နေတယ်ပေါ့အဲ့တော့အဲ့ဒီကိစ္စကဒါ HR အကြောင်းအရာလို့ပြောရင်တော့ပုံမှန်လိမ့်မယ်အဲ့တော့ HR နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပြောပြမယ်သင်တန်းလေးဖွင့်တော့ကောင်းမယ်လို့ကျွန်တော်ပထမတွေးမိတယ်ဒါပေမဲ့လည်းတစ်ခါကျရင် HR သင်တန်းလို့ပြောလိုက်ရင် HR manager တွေအတွက်ဒါမှမဟုတ် HR ကနော်ဌာနဝန်ထမ်းတွေအတွက်လို့ထင်ကြတယ်အဲ့တော့ကျွန်တော်က HR for business owner လို့ကျွန်တော်အတန်းလေးပွင့်ကောင်းမလားစဉ်းစားမိပြန်အဲ့လိုမျိုးတွေးပြန်တော့လေတစ်ခါကျတော့ HR ကြီးတစ်ခုတည်းနဲ့ဒီတင်နန်းကိုနော်စီးပွားရေးသမားတွေလာတက်ပါမလားပေါ့အဲ့တော့နောက်တစ်ခုကျွန်တော်ထပ်ကပ်ဖို့စဉ်းစားတယ်ဒါကလည်းမိတ်ဆွေတို့လက်တလုံးကြုံနေမဲ့အဖြစ်ပြက်ပဲအယောင်နဲ့ပတ်သက်ပြီးအယောင်ပါတယ်ဒါမှမဟုတ်ကိုယ့်ရဲ့ brand ကိုယ့်ရဲ့ marketing ကိုဒီတက်ထပ်ပြီးတော့မြင့်ညင်တယ်အဲ့တော့ marketing ဆိုတော့ဘာလဲ brand ဆိုတော့ဘာလဲအယောင်ဆိုတော့ဘာလဲအဲ့ဒါလည်းပတ်သက်ပြီးတော့လေကျွန်တော်ပြောပြချင်တယ်နောက်တစ်ခုကအခုခေတ်စားနေတဲ့ digital marketing ပေါ့နောက်တစ်ခုက AI ပေါ့အဲ့ဒီ AI တို့ digital marketing တို့လည်းပါမယ်အဲ့တော့ကျွန်တော်တင်တန်းကမိတ်ဆွေကအကြေးမြစီးပွားရေးလုပ်ငန်းအသေးဒါမှမဟုတ်စီးပွားရေးလုပ်ငန်းအလက်ကိုပိုင်နေဆိုရင်ကျွန်တော်တင်တန်းလေးတက်ပြီးလို့ရှင်မိတ်ဆွေအဲ့ဒါလေးကိုကောင်းကောင်း handle လုပ်နိုင်လိမ့်မယ်။နော်မိတ်ဆွေတို့ကြုံနေတဲ့အခက်အခဲတွေပြဿနာတွေကိုကျွန်တော်တို့တိုင်ပင်မယ်ဆွေးနွေးမယ်ရင်ဖွင့်မယ်။နောက်တစ်ခုကဘာလဲဆိုတော့တစ်ခါကျရင်ကျွန်တော်တို့ကြောက်တတ်တာရှိတယ်ဗျာ။ဥပမာ MBA တက်တတ်တယ်ဒါမှမဟုတ်လို့ရှင်လဲနော် business နဲ့ပတ်သက်တဲ့ management တင်တဲ့တက်တတ်တယ်မိတ်ဆွေတို့ပညာ level တစ်ခုရောက်မှ maybe အထက်တန်းအောင်ဒါမှမဟုတ်လို့ရှင်လဲဘွဲရဖြစ်မှဒါတွေလေ့လာလို့ရမှာလည်းမဟုတ်ဘူး။မိတ်ဆွေစီးပွားရေးလုပ်ငန်းလုပ်နေပြီဆိုရင်ပဲလေ့လာလို့ရပြီ။နော်ကျွန်တော်ရိုးရိုးပြောမယ်ရှင်းပြောမယ်လက်တွေ့အသုံးချလို့ရတဲ့ပညာရေးတွေပြောပြမယ်စိတ်ဝင်စားရင်လာ join လို့ရတယ်မိတ်ဆွေတို့တေချာပေါက်ကျွန်တော်တို့စီးပွားရေးနဲ့ပတ်သက်ပြီးတော့ငါတို့ဘယ်လိုလုပ်ကြမယ်ဆိုတော့အမြင်တွေအတွေးတွေပွင့်သွားမှာဒါအာမခံပါတယ်အဲ့တော့တင်တန်းကာလက2ရက်လာမယ့်စက်တင်ဘာလမှာပွင့်ဖို့ရှိတယ်စိတ်ဝင်စားရင်ကျွန်တော်0996401623ကိုဆက်သွယ်မြင်မြန်ဆောင်ရွက်လို့ရပါတယ်ကျွန်တော်မိုးရမြန်မာအယောက်ဒီ business center ရဲ့ founder ဖြစ်ပါတယ်ဗျကျေးဇူးတင်ပါတယ်